ဆုံးလာဆိုင်ကိုကဒီအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့သမီးကတော့တပူးကျော်လောက်ရှိမှာပေါ့နော်ကျွန်တော်သမီးပကံမသိန်းချုပ်တူးနေရတယ်လို့ပဲပေါ့နော်ဟုတ်ပုံတော့လားတရားနိုင်လားရှမ်းနိုင်လားဗမာနိုင်လားမသိကျွန်တော်တို့ကတော့ဟုတ်ပုံတော့လို့ခေါ်တယ်ပြင်လို့ပါဆုံးလာဆိုင်ကိုကဒီအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်သမင်းစားပြမှာပဲဖြစ်ပါတယ်ဒီနေ့အဓိက special ဟင်းကတော့ကျဥကိုမကြီးသည့်အနစ်စီပြန်ချက်ထားပါတယ်ပြီးရင်တော့မပါမဖြစ်အဖွာအရငပိတ်ရကောင်းတစ်ခွဲရတူစရာတွေကတော့မဝဘိုးမြင့်ရတခွာသီးရရန်ချင်းသီးဒါတော့စူပုတ်ရွက်ဒါတော့တရုတ်နန်းနန်းဟိုဒါကတော့ကြက်ဟင်္ကာညွန့်ကိုမီးနဲ့နည်းနည်းကိန်တာပေါ့နော်စားပါပဲဖြစ်ပါတယ်မိန်စားမယ်အခုသမီးစားပါတော့မယ်ခင်ဗျာဟင်းကတော့ကျွန်တော်ရဲ့အကြိုက်ဆုံးကြက်ဥပေါ့နော်ဒီမှာကျွန်တော်ရဲ့သမီးပွဲလေးပေါ့နော်ရှယ်ပဲဒါကတော့မပန်းလို့ဖြစ်ငပေးရပြင်ထုတ်လိုက်မယ်နော်မဟုတ်ရင်ကဲဒါကတော့ကျွန်တော်ရဲ့ special ဟင်းကျဥစီပြန်ကိုကျွန်တော်ဟိုဒါမကြီးဒီအနေနဲ့ရှယ်ချက်ထားတယ်တို့စရာတွေကတော့ဆုပ်လလိမ့်မယ်ကဲစုံထည့်လိုက်အောင်နော်ဒီမှာငပိရကျပြင်းနေပြီးတော့ရှယ်နော်သမီးကတော့တပူးကျော်လောက်ရှိမှာပေါ့နော်စားကြပါဦးရှယ်မယ်ကျုပ်ဟင်းမမြင်ရတော့တယ်ကျုပ်ဟင်းလည်းရှယ်ချက်ထားတယ်ကျွန်တော်အကြိုက်ဆုံးဟင်းထဲမှာကျုပ်ဟင်းပါတယ်ကျွန်တော်ကျုပ်ဟင်းဆိုကျွန်တော်တွေ့ဟင်းကောင်းမယ်ပြီးရလဲလေဆက်ဆက်လေးလောက်လာတယ်ကျွန်တော်သမီးစားမင်းချွေးပြပြီဘဘမြလည်းတော်ချိုးတယ်ကဲဟုတ်ပုံတော့လားတရားနိုင်လားရှမ်းနိုင်လားဗမာနိုင်လားမသိကျွန်တော်တို့ကတော့ဟုတ်ပုံတော့လို့ခေါ်တယ်ပြင်လို့ပါကျွန်တော်သမီးပကံမသိန်းချုပ်တူးနေရတယ်လို့ပဲပေါ့နော်တူးစရာတဘာဝတူးစရာတွေပဲဒါတော့ကျဟင်္ကာညွန့်ကိုမီးနဲ့ပြန်กินထားလိုက်တယ်ကျွန်တော်အခါကြိုက်တယ်ဆိုတော့
င်္ဂါညွားတော်တော်လေးတော့ခါတယ်တော်တော်လေးခါတဲ့ဟာကိုငပိရေဆန်းထက်ဒါလောက်ပဲခါလမ်းဘေးမှာသူစားနေဖြတ်သွားတဲ့လူကစကားပြောနေရကဲခဏတော့ဟိုတာလေး customer လာတော့လည်းဈေးရောက်ရတယ်ပေးရတော့ရှယ်ပဲကဲအခုကတော့စူပေါရက်လည်းမိုးရင်းဆိုတော့အညွန့်တွေကောင်းနေရောပဲနုံတယ်ဆိုတော့အညွန့်တွေပါစားလိုက်မယ်ကျဦးရဲ့အနေကသူအရသာကချိုချင်ဘက်သွားတာပေါ့နော်သူကမကြီးသေးတာချက်လိုက်နေသူကအချင်ဘက်သွားတယ်ဆိုတာတဲ့သူကပို့ချိုလာမလို့မျိုးပဲပြန်ချင်သည်ရုံးနာတော့ကြပါအောင်ကျွန်တော်ရဲ့ကျဦးပေါ့
ကုန်တော့မယ်အင်ဂျုံမရှိတော့ရေတစ်ခွက်ယူတာကောင်းလိုက်တာကဲဒီနေ့ကတော့ကျဥစီပြန်နဲ့ငပိပပူဆက်လေးတစ်ခွက်နဲ့ဒိုစရာအစုံနဲ့သမီးစားလိုက်တာပဲဖြစ်ပါတယ်ကျွန်တော်လည်းဘိတ်တော်တင်ကားသွားပြီဟင်းရလည်းကောင်းဒိုစရာလည်းကောင်းရှယ်ပဲအခုကျွန်တော်ဗီဒီယိုကြည့်ရှုပေးတဲ့သူအားလုံးလည်းကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာလည်းကျွန်တော်ဗာတွေစားပြအောင်မလဲဆိုတာလည်းစောင့်ကြည့်ပေးကြပါအောင်နော် Thank you for watching my video see you bye bye